မဆု post တင်နီပင်မစာမျက်နှာရှိစံတစ်ကိုနှိပ်ပါမိမိ profile ဘေးရှိအတင်အတွေးကို post တင်လိုက်ဆိုကိုနှိပ်ပါပေါ်လာတော့အပေါင်းပုံလေးကိုနှိပ်ပြီးမိမိတင်ချင်သောပုံသို့မဟုတ်ဗီဒီယိုကိုရွေးပါရွေးပြီးသွားပါကအောက်ဘက်ရှိ OK ကိုနှိပ်ပါပုံနဲ့ဗီဒီယိုတင်တာမှာကညာဘက်အောက်ထောင်ရှိကင်မရာကိုနှိပ်ပြီးလဲဓာတ်ပုံရိုက်ပြီးတင်နိုင်ပါတယ်ရှင်မိမိတင်ချင်သောပုံသို့မဟုတ်ဗီဒီယိုကိုရွေးပြီးသွားပါကခန်းစားချက်ရေးရန်နေရာမှာမိမိစိတ်ခန်းစားချက်လေးကိုရေးပေးလို့ရပါတယ်ရှင်ခန်းစားချက်လေးရေးပြီးသွားပါကတီနီယာကိုနှိပ်ပြီးလဲမိမိတီနီယာလေးကိုထည့်သွင်းပေးလို့ရပါတယ်ရှင်ထို့အတူမိမိ post တင်ထားကြောင်းသိစေချင်သောလူကို mention ကိုနှိပ်ပြီးလဲရွေးချယ်လို့ရပါတယ်ရှင်ပြီးသွားရင်တော့ဘယ်သူမြင်နိုင်မလဲကိုနှိပ်ပြီးမိမိမြင်စေချင်သောခလုတ်ကိုရွေးချယ်ပြီးတိတ်ဆဲကိုနှိပ်ပေးပါရှင်ဘယ်သူ comment ပေးနိုင်မလဲကိုနှိပ်ပြီးမိမိ post ကို comment ပေးစေချင်သောခလုတ်ကိုရွေးပေးပါရှင်post auto တင်ချိန်လေးကတော့ post လေးကိုအခုမတင်သေးပဲမိမိ post တင်ရင်တော့ရက်နဲ့အချိန်ကိုရွေးပေးလို့ရပါတယ်ရှင်ရက်နဲ့အချိန်လေးရွေးထားရင်တော့မိမိရွေးထားတဲ့ရက်နဲ့အချိန်ရောက်မှသာ post လေးကိုတခြားသူများမှမြင်နိုင်မှာဖြစ်ပါတယ်ရှင်အားလုံးပြီးသွားပါက post တင်ကိုနှိပ်ပြီးမိမိမဆုပို့လေးတင်နိုင်ပါတယ်ရှင်ထို့နည်းသူနောက်တနည်းအနေနဲ့လည်းညာဘက်အပေါ်ထောင်ရှိအပေါင်းပုံလေးကိုနှိပ်ပါpost တင်ကိုနှိပ်ပြီးလဲမဆုပို့လေးတင်နိုင်ပါတယ်ရှင်